relationship တစ်ခုမှာလူနှစ်ဦးပေါင်းဖက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်တရားခိုင်လုံး successful ဖြစ်တဲ့အချက်ဒီကမ္ဘာမှာရှိလို့လားဆိုတော့ကျွန်တော်မေးချင်တယ်နှစ်ဦးစလုံးဘောထားချင်းမတူညီတဲ့အရာကိုမိနိုင်ပြီးဖြည့်ဆက်ပြီးသွားတာပဲရှိတယ်အတွင်မတူတဲ့လူပေါင်းဖက်တာဖြစ်တဲ့အတွက်ကြောင့်သဘောထားချင်းတိုက်ဆိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအဓိက main point ကလူတစ်ယောက်နဲ့တစ်ယောက်ချစ်နေရှေ့ဆက်သွားလို့ရတယ်အချက်ကအရေးကြီးရဲ့အဲ့ဒီအတွက်ကြောင့်တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုမရှိဘူးဆိုတဲ့အရာတစ်ယောက်နဲ့တစ်ယောက်ဝေးကွာခြင်းဆိုတဲ့အရာပေါ်မှာလည်းမူတည်ရဲ့ယုံကြည်မှုမရှိတဲ့အရာကလည်းတန်တရားအဖြစ်တို့ပြောင်းသွားတဲ့ဆိုတာကိုလည်းမမေ့ဖို့အတွက်ပြောချင်တယ်တစ်ယောက်ဖြစ်နေတဲ့ခံစားချက်ကိုတစ်ယောက်ကမကုစားပေးနိုင်တဲ့အချက်ကလည်း relationship တစ်ခုမှာရည်ကြီးရဲ့ main point လို့ပြောချင်တယ်အချက်တစ်ခုမှာနှစ်ဦးနှစ်ဖက်ပေါင်းစီးပြီးပေါင်းဖက်တာဖြစ်တဲ့အတွက်ကြောင့်ရောက်တယ်ပြီးနေလို့ချိန်ကာလကြာမြည်လာတဲ့အချိန်မှာဒီ relationship မှာပြင်ပန်းလာမယ်မောပန်းလာမယ်အဲ့လိုအခြေအနေမျိုးကြုံရတယ်ဆိုပြီးဒီရဲ့ relationship ပေါင်းဆက်ဖို့အတွက်နောက်နေသွားစေတယ်တယောက်နဲ့တယောက်ဒီ relationship မှာချစ်ချင်းမြတ်တာတွေပြည့်နေနေရဆိုရင်တော့တေချာတစ်ခုကတယောက်လိုအဲ့ဒါတယောက်ဖြစ်စီပြီးမယ်တယောက်ရဲ့အိမ်မက်ကိုတယောက်အကောင့်ထဲပို့ဖို့အတွက် supporting ပေးမယ်ဘဝမှာဘလောက်ပဲခက်ခဲတဲ့ situation ကြုံနေပါစေသူ့နာမှာကိုရှိရဲကိုနာမှာသူရှိရဲဆိုရင်လုံလောက်ပြီဆိုတော့ကျွန်တော်ပြပြချင်တယ် relationship တစ်ခုမှာချစ်နေရင်တောင်ကျွန်တော်ပြောပြတဲ့အချက်လေးတွေကညှိစွန်းနေရဆိုရင်ချစ်နေရင်တောင်ရည်ရှိလက်တွဲသွားဖို့အတွက်ကဘယ်လိုကူဆိုတာ highly suggestion ပေးရှင်ပါတယ်